ဒီသူတို့တော်ဥက္ကဋ္ဌအဖြစ်ဒီသူတော်ဥက္ကဋ္ဌအဖြစ်ရွေးကောက်တင်မြှောက်ခံရပြီးဖြစ်သောရွေးကောက်တင်မြှောက်ခံရပြီးဖြစ်သောကျွန်ုပ်သည်ဥက္ကဋ္ဌသည်နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကိုနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကိုထိန်းသိမ်းကာကွယ်စောင့်ရှောက်ပြီးနိုင်ငံတော်၏ဥပဒေများကိုလည်းလိုက်နာပါမည်ပြည်ထောင်စုမပြိုကွဲရေးတိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးအချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးတို့ကိုထာဝစဉ်ဥထိပ်ပန်ဆင်ဆောင်ရွက်ပါမည်ကျွန်ုပ်ထမ်းဆောင်ရမည်ဖြစ်သောတာဝန်ဝတ္တရားများကိုဖြောင့်မတ်မှန်ကန်စွာဖြင့်ကိုယ်စွမ်းရှိသည်ဉာဏ်စွမ်းရှိသည်ထမ်းဆောင်မည်ဖြစ်ကြောင်းလေးနက်တည်ကြည်စွာကြေညာ၍ဂတိသစ္စာပြုပါသည်ဆက်လက်ပြီးဒုတိယဥက္ကဋ္ဌဂတိသစ္စာပြုဖို့ဖြစ်ပါတယ်ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌအဖြစ်ရွေးကောက်တင်မြှောက်ခံရပြီးဖြစ်သောကျွန်ုပ်ဦးမောင်မောင်အုံးသည်နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကိုထိန်းသိမ်းကာကွယ်စောင့်ရှောက်ပြီးနိုင်ငံတော်၏ဥပဒေများကိုလည်းလိုက်နာပါမည်ပြည်ထောင်စုမပြိုကွဲရေးတိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးအချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးတို့ကိုထာဝစဉ်ဥထိပ်ပန်ဆင်ဆောင်ရွက်ပါမည်ကျွန်ုပ်ထမ်းဆောင်ရမည်ဖြစ်သောတာဝန်ဝတ္တရားများကိုဖြောင့်မတ်မှန်ကန်စွာဖြင့်ကိုယ်စွမ်းရှိသည်ဉာဏ်စွမ်းရှိသည်ထမ်းဆောင်မည်ဖြစ်ကြောင်းလေးနက်တည်ကြည်စွာကြေညာ၍ဂတိသစ္စာပြုပါသည်အားလုံးထိုင်နိုင်ပါပြီခင်ဗျာ